ကဲဒီနေ့မှာကျွန်တော်ကနေပြီးတော့ကိုမှရှိတဲ့ဖုန်းလေးတစ်လုံးနဲ့ YouTube channel တစ်ခုဘယ်လိုထောင်မလဲဆိုတာဒီကို chat သွားကြည့်ကြမှာနော်။ဒါဆိုရင်ကျွန်တော်ကပထမဆုံး YouTube channel YouTube ကို share နှိပ်ပြီးတော့ဝင်လိုက်မယ်နော်။ Okay ဒီညမှာ YouTube ပွင့်လာပြီဆိုလို့ရှိရင်ကိုမှဖွင့်ထားတဲ့အကောင့်တွေပါလို့ရှိရင်သူအောက်မှာဘယ်မှာပြမလဲဆိုလို့ရှိရင်ဒီအောင်းနာလေးမှာပြမှာမဟုတ်နော်။အကောင့်လေးကိုနှိပ်လိုက်မယ်။ပြီးရင်ကျွန်တော်မှာဒီကောင်လေးကဒီအကောင့်နဲ့ဖွင့်ထားတာရှိတာပေါ့နော်။အဲဆိုရင်ကျွန်တော်ဒီဘက်မှာမိတ်ဆွေတို့မှာကြတော့ကျွန်တော်ကနေပြီးတော့ဒီကောင်လေးမှာဒီ switch ဆိုတဲ့အကောင့်ကိုသွားမှာပေါ့နော်။ကျွန်တော်မှာကြတော့ MS Music ဆိုတာလေးတခုဖွင့်ထားတာရှိတယ်။တကယ်လို့အသစ်ဖွင့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်နောက်ထပ် Gmail account အသစ်နဲ့ဖွင့်ရမှာပေါ့နော်။ဒါဆိုရင်ကျွန်တော်ကနေပြီးတော့ဒီကောင်လေးကိုswitch ဆိုတာလေးကို share သွားလိုက်ပါမယ်ဒီနေရာလေးမှာကိုဖွင့်မဲ့ Gmail account နဲ့သွားပြရမှာနော်။ Okay ဒါဆိုရင်ကျွန်တော်ကဒီဘက်မှာ MTK ဆိုတဲ့ဒါဒီကောင်လေးနဲ့ share သွားမယ်ဒါက Gmail အသစ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီဘက်မှာကြာလို့ရှိရင်ဒီပထမဆုံးနှိုက်ခဲ့တဲ့နေရာလေးကို share သွားနှိုက်လိုက်ပါမယ် Okay ပြီးရင်ဒီဘက်မှာကြာလို့ရှိရင်သူကဘာကိုသွားမလဲဆိုလို့ရှိရင်ဒီ create ဆိုတဲ့နေရာလေးပေါ့နော် Okay ဒီနေရာလေးမှာကျွန်တော်ကနေပြီးတော့ဒီခေါင်းလေးကပါလဲဆိုလို့ရှိရင်ဒီကိုရဲ့နာမည်လေးပေးရမှာပေါ့နော်ဒီမှာကိုဖွင့်မဲ့ channel နာမည်လေးကိုဖွင့်မဲ့ channel နာမည်လေးကိုဒီမှာပေးမှာပေါ့နော်ကိုကြိုက်တာပေးလိုက်ပါနော်ဒီခေါင်းလေးမှာကြတော့ကျွန်တော်ကတော့ဒီ application နဲ့ channel ဆိုပြီးတော့ပေးလိုက်ပါမယ်နော် MTK channel ဆိုပြီးတော့ပေးလိုက်မယ်နော်ပြီးတော့ရေကျွန်တော်တို့ဒီမှာ save ဆိုတာလေးကိုရှင်းနေလိုက်မယ်ဒါဆိုရင်ဒီမှာ MTK channel ဆိုပြီးတော့သူကဖြစ်သွားပြီပေါ့နော်ဒီမှာ header name မှာကြတော့ကိုဘယ်နာမည်ပေးရမလဲပေါ့နော်ဒီကောင်လေးမှာဒီတချို့ဒီ Facebook တို့ဘာတို့မှာဆိုလို့ရှိရင်ဒါ user name နဲ့တူတယ်နော်ဒီကောင်လေးမှာကျွန်တော်ကကိုမှ channel ထောက်လိုက်တယ် channel က subscribe ကတယောက်မှမရှိသေးဘူးဆိုလို့ရှိရင်ဒီ application နဲ့ဆိုပြီးတော့ရှာလို့ရမှာမဟုတ်ပါဘူးနော် application နဲ့တွားရှာရင်သူကပေးမှာတွေ့မှာမဟုတ်ပါဘူးနော်ဘာကြောင့်လဲဒီနာမည်ကိုပေးပြီးတော့ရှာမှရမယ်ဒီဘက်မှာကျွန်တော် header နာမည်လေးကိုပေးလိုက်မယ်ပေးလို့မရဘူးဆိုလို့ရှိရင်နောက်မှာ H လေးတစ်လုံးခံပေးလိုက်ပါမယ်နော်ပြီးရင်ကျွန်တော်ကဒီကောင်လေးကို save လိုက်ပါမယ်နော် Okay ဒါဆိုရင်ဒီ header name ကိုနာမည် header name ကိုရှာပြီးရှာလို့ရတယ်ဆိုလို့ရှိရင်ကျွန်တော်ကနေပြီးတော့ဒီကောင်လေးမှာYouTube ကိုရဲ့ဒီ application တွေမှာ subscribe တယောက်မှမလုပ်ရသေးဘူးဆိုလို့ရှိရင်ဒီ header လေးကိုရိုက်ရှာလိုက်လို့ရှိရင်ရမှာပေါ့နော်ကျွန်တော်ရှာပြမယ်ခဏနေပြီးရင်ဒီကောင်လေးမှာဓာတ်ပုံလေးတွေထည့်မယ်ဆိုလို့ရှိရင်ဒီဘက်ကပေါ့နော်ဒီမှာတစ်ခါလေးရိုက်ပြီးတော့ထည့်မယ်ဆိုလို့ရှိရင်ကင်မရာလေးကိုရွေးပါဒီလိုကိုမှတင်ထားတဲ့ပုံလေးတွေထည့်မယ်ဆိုလို့ရှိရင်ဒီဘက်မှာ gallery လေးကိုတစ်ချက်နှိပ်လိုက်ပါနော်ပြီးရင်ကိုထည့်ခြင်းတဲ့ပုံလေးတွေကိုဒီမှာလာရွေးပေါ့နော်ဒီ11လေးကိုယူလိုက်မယ်ပြီးရင်လို့စေကတော့ကျွန်တော်မှရိုက်ထားတဲ့ပုံလေးတွေမရှိဘူးဆိုတော့ဒီပုံလေးပဲထည့်လိုက်မယ်နော်ပြီးရင်ကျွန်တော်ကဒီ down လေးကနေပြီးတော့သူ့ပုံကဘယ်လိုမျိုးထည့်မလဲဆိုတာလေးကိုတစ်ချက်ရွေးပေးလို့ရပါတယ်ပြီးရင်ကျွန်တော်တို့ဒီဘက်မှာ save profile ခဏဆောင်လိုက်ပေါ့နော်Okay ဆက်စားပူပြသွားပြီဒါဆိုရင်အောင်သွားပြီပေါ့နော်ပြီးတိုင်း create channel ဆိုတာလေးကိုရှင်းနေပြလိုက်ပါOkay ဒါဆိုရင်ကျွန်တော်တို့ channel လေးကအောင်သွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်ကဒီဘက်မှာသွားကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ MTK channel ဆိုပြီးတော့ပြပါမယ်နော်ဒါဆိုရင်ဒီမှာသွားကြည့်ရင်လည်းရတယ်တကယ်လို့ဗီဒီယိုလေးတွေပါတယ်တင်မယ်ဆိုလို့ရှိရင်ဒီဘက်မှာ create ဆိုတာလေးကိုနှိပ်ပြီးတော့ဗီဒီယိုလေးတွေတင်လို့ရတာပေါ့နော်
ဒါဒီမှာတစ်ခေါက်တင်ကြည့်မယ်ပြီးရင်ကျွန်တော်တို့ဒီဘက်မှာ upload ဆိုတာလေးကိုတစ်ချက်သွားလိုက်ပါမယ်နော်ပြီးရင် allow ဆိုတာလေးကိုတစ်ချက်နှိပ်ပေးပါပြီးရင်ကိုမှရှိတဲ့ဗီဒီယိုလေးတွေတင်မယ်ဆိုလို့ရှိရင်ဒီဘက်မှာသွားတင်လို့ရပါတယ်ပြီးရင်ဒီကောင်လေးကိုတစ်ချက်တင်ကြည့်မယ်နော်ပြီးရင် allow ကိုတစ်ချက်နှိပ်လိုက်မယ်โอเคဒီကောင်လေးကနှိပ်ပြီးတော့တင်လို့ရပါပြီနော်ပြီးတော့ရင် next လေးနဲ့ဆက်သွားလိုက်မယ်အဲဆိုရင်သူက upload လုပ်နေပြီပေါ့နော်ဒါဆိုရင်ဒီကောင်လေးက100ပြည့်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာနာမည်လေးတွေရေးလို့ရတာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်က delete upload နှိပ်လိုက်မယ်နော်โอเคဒီကောင်လေးကိုကြာတော့ဘယ်မှာသွားချလို့ရမလဲဆိုလို့ချင်းကျွန်တော်လွတ်စေဒီမှာရှာလို့တော့မရပါဘူးเนาะကျွန်တော်ပြောခဲ့တဲ့ဒီမှာ header နာမည်လေးကိုဒီ YouTube မှာသွားချမယ်ဆိုလို့ရှိရင်ဘယ်မှာသွားချလို့ရလဲဆိုလို့ကျွန်တော်ဒီမှာတစ်ချက်သွားချလိုက်မယ်เนาะ mtk ဆိုတာလေးကိုရချလိုက်ပါအဲဆိုရင်ကျွန်တော် channel ကမတက်ဘူးเนาะ mtk channel ဆိုတာကတော့ကျွန်တော်ကနေပြီးတော့ဒီဘက်မှာ subscriber များတဲ့လူတွေအကောင့်တွေပဲကျွန်တော်ကတက်တာပါเนาะပြီးရင်ကျွန်တော်ကဘယ်ကိုရိုက်ရှာမလဲဆိုလို့ရှိရင်ဒီ hidden နာမည်လေးကိုကျွန်တော်ပေးခဲ့တဲ့ hidden နာမည်လေးကိုရိုက်ရှာလိုက်မယ်ကြံပြီးရင် mtk ဆိုတာလေးကိုရိုက်ရှာမယ်နော်ပြီးတော့ရင်ကျွန်တော်ကဗာပေးထားတဲ့ channel ပေးထားတယ်ပြီးတော့ရင် h တလုံးပါတာမနော်ဒီကောင်လေးရိုက်ရှာလိုက်ပြီဆိုလို့ရှိရင်ကျွန်တော် channel လေးကတက်လာမှာမနော်ဒီလိုလေး subscribe ဘာမရှိသေးဘူးဆိုလို့ရှိရင်ကျွန်တော်ကနေမှ hidden နာမည်လေးကိုရိုက်ချပြီးတော့တွားလို့ရတယ်ဒီလိုမှကျွန်တော်ကကိုယ့်ရဲ့ YouTube channel ကိုတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်အားလုံးအဆင်ပြေကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်